ကဲတရေတယောက်နဲ့တာမန်လူတယောက်ကြကအကြီးမားဆုံးကွာခြားချက်ကဘာဖြစ်မလဲဘန်ဆောင်ထဲကကနန်းနေလားအဲ့ဒါမဟုတ်ပါဘူးတကယ်တော့အဖြေကသူတို့ရဲ့ခေါင်းထဲမှာသူတို့ရဲ့စဉ်းစားပုံစဉ်းစားနည်းထဲမှာရှိနေရပါဆိုတော့လေအဲ့ဒီတန်းကျွဲတထေးစိတ်တက်ဆိုတာကိုဘယ်လိုတိဆောက်ရမလဲဆိုတာဒီတစ်ခါမှအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပြီဒါဆိုရင်တကယ်ချမ်းသာဖို့အတွက်အဓိကလျှို့ဝှက်ချက်ကဘာများဖြစ်မလဲအလောက်ကိုအရန်စူးစမ်းလုပ်တာလားဒါမှမဟုတ်ကန်တရားကအပြတ်သက်ကောင်းနေလို့လားတကယ်တော့အဖြေကအဲ့ဒီထက်အများကြီးပိုနက်နဲပါတယ်အောင်မြင်မှုရဲ့မျိုးစစ်ဆိုတာကကျွန်တော်တို့ရဲ့အတွေးခေါ်ပုံစံလောကကြီးကိုရှုမြင်မှုငယ်မှာပဲရှိနေတာပါတည်င်းကောင်းတစ်ခုကဘာလဲဆိုတော့လေအဲ့ဒီတန်းကျွဲတည်စိတ်တက်ဆိုတော့မွေးရပါအရေးချင်းတစ်ခုမဟုတ်ပါဘူးဒါဘဒူးမဆိုလေးချင်းယူလို့ရတဲ့စိတ်ပိုင်းဆိုင်ရာမှုပေါင်းတစ်ခုပဲအဓိကတော့ချက်ကတော့ငွေကြီးပေါ်ထားတဲ့ကိုယ့်ရဲ့အမြင်နဲ့ယုံကြည်ချက်တွေကိုအရင်မြစ်ကနေစပြီးတော့ပြန်လဲပုံသွင်းဖို့ပါပဲဒါစနဲ့အဲ့ဒီစိတ်ထက်ပိုင်းဆိုင်ရာကကွာဟာချက်ကဘယ်နေရာမှာအထင်ရှားဆုံးဖြစ်နေလဲပထမဆုံးနဲ့အခြေခံကြဆုံးအချက်ကတော့လောကကြီးကိုရှုမြင်တဲ့မန်ဘီလိုနှခုံလုံးဝကိုကွဲပြားနေတာပါပဲဒီမှာကြည့်လိုက်တာနဲ့ရှင်းနေတာပဲရှုပ်ထွေးတဲ့ပြဿနာတစ်ခုကိုလူများစုကဒါအဆုံးသတ်ပဲအသားအဆီးပဲလို့မြင်တဲ့အချိန်မှာအောင်မြင်တဲ့သူတွေကအဲ့ဒီရှုပ်ထွေးမှုထဲမှာပဲအခွင့်အလမ်းဆိုတဲ့မီးလုံးလေးကိုလှမ်းမြင်နေကြပါတယ်သူတို့အတွက်ပြဿနာဆိုတာကြော်လွှားရမယ့်အသားအဆီးမဟုတ်ဘူးဖြည့်ရှင်းလိုက်ရင်တန်ဖိုးတစ်ခုပြန်ရနိုင်တဲ့စကားဝတ်တစ်ခုလိုပါပဲအခွင့်အလမ်းတွေကိုမြင်တက်ရုံနဲ့တော့မပြီးသေးပါဘူးအဲ့ဒီအခွင့်အလမ်းတွေကိုလက်တွေ့အကောင်ထဲပေါ်နိုင်ဖို့နောက်ထပ်အရေးကြီးတဲ့မနိုင်တစ်ခုလိုအပ်လာပါတယ်အဲ့ဒါကတော့ကိုယ့်ဘဝအတွက်ကိုယ်တိုင်အပြေအဝတောင်းယူတတ်တဲ့စိတ်တခြားစုကိုအကစ်တယ်မဲ့အစားဖြည့်ရှင်းဖို့ပဲအာရုံစိုက်တဲ့စိတ်ပါပဲအခြေအနေမကောင်းတိုင်းတခြားသူကိုလက်ညှိုးထိုးကန်တရားကိုအဖြစ်တင်နေတဲ့ရွေ့တော့ကိုယ့်ဘဝရဲ့ကားမောင်းသူနေရာကိုဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူးအောင်မြင်သူတွေကတော့သူတို့ရဲ့ငွေကြေးအခြေအနေနဲ့ပတ်သက်ရင်အောင်မြင်မှုဖြစ်ဖြစ်ရှုံးနေမှုဖြစ်ဖြစ်အားလုံးအတွက်တရားခိုင်နှုန်းအပြည့်အဝတာဝန်ယူတယ်။ဘာလို့လဲဆိုတော့သူတို့ဘဝရဲ့စတရားရင်ကိုသူတို့ကိုယ်တိုင်ပဲကင်ထားခြင်းလို့ပါပဲ။ကဲကိုရိုးသားသားလေးမိကွန်းတစ်ခုမေးကြည့်ကြရအောင်။ပိတ်ဆန်ဆိုတဲ့စကားလုံးကိုကြားလိုက်တဲ့အခါစိတ်ထဲမှာဘယ်လိုခံစားလိုက်ရလဲ။အဲ့ဒီခံစားချက်လေးကပဲကျွန်တော်တို့ရဲ့ငွေကြီးအနာဂတ်ကိုအဆုံးရပြေးနိုင်ပါလေ။ငွေဆိုတာပြဿနာတွေရဲ့အရင်မြဲပဲဆိုတဲ့စကားကိုကြားဘူးကြမှာပါ။လူတော်များဟာငွေကိုမကောင်းဆိုးဝါးတစ်ခုလို့စိတ်ရှုပ်စရာဝန်ထုံဝန်ပိုးတစ်ခုလို့မသိစိတ်ထဲမှာသတ်မှတ်ထားကြပါတယ်။အဲ့ဒီမမြင်ရတဲ့ယုံကြည်ချက်ကပဲကျွန်တော်တို့ရဲ့အောင်မြင်မှုကိုနောက်ကနေတစ်ကလေးဆွဲထားတာပါဒီပုံကအသွင်ကူးပြောင်းမှုကိုအကောင်းဆုံးသရုပ်ဖော်ပြထားရပဲဘယ်ဘက်ကလို့ငွေကိုဝန်ထုံဝန်ပိုးကြီးတစ်ခုလို့ထည့်ပိုးထားရကနေညာဘက်ကလို့ကိုဘွားရဲ့တကားသက်တွေကိုဖွင့်ပေးနိုင်တဲ့တောရချောင်းအဖြစ်ရှုမြင်မှုပြောင်းလဲလိုက်နိုင်တာဟာတကယ့်ကိုအစွမ်းထက်တဲ့စိတ်ပိုင်းဆိုင်ရာတော်လှန်ရေးတစ်ခုပါပဲကောင်းပြီအတွေးခေါ်ပိုင်းကိုမန်ကရောင်ချင်းရပြီးပြီဆိုရင်တော့နောက်တစ်ဆင့်တက်ရပါမယ်အဲ့ဒီအတွေးတွေကိုလက်တွေ့အကျိုးကျေးဇူးတွေအဖြစ်ဘယ်လိုပြောင်းလဲမလဲအောင်မြင်သူတွေရဲ့နေ့စဉ်လေ့ကျင့်တွေကဘာတွေချစ်မလဲဟုတ်ပါမယ်အတွေးခေါ်မှန်ကန်ဖို့ကအင်မတန်အရေးကြီးတယ်ဒါပေမဲ့အဲ့ဒီအတွေးခေါ်တွေကိုလက်တွေ့အကောင်အထည်မဖော်ဘူးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးယုံကြည်ချက်တွေကိုတတ်မှတ်တည်းရှိရဲ့အလေးအကျင့်တွေဖြစ်ပြောင်းလဲဖြစ်ဖို့လိုအပ်ပါတယ်ဒီအချက်၃ချက်ကအောင်မြင်သူတွေရဲ့လက်တွေ့လှုပ်ဆောင်ချက်တွေပါပဲနံပါတ်1ကိုယ်တိုင်အလုပ်လုပ်ဆံမလို့ပဲဝင်စည်းဝေးနေစေမယ့်လမ်းကြောင်းတွေကိုတည်ဆောက်တယ်နံပါတ်2အသိပညာကအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုမို့လို့အဆက်မပြတ်သင်ယူတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကိုယ့်ကိုအောက်ဆွဲမဲ့သူတွေနဲ့ဝေးနေသည်ကိုထပ်တော်တယ်အောင်မြင်တဲ့သူတွေနဲ့ပဲပေါင်းသင်သည်ကိုယ့်ရဲ့စက်နှုန်းကိုမြင့်တင်ပါတယ်အခုဆိုရင်တော့ဒီတင်ဆက်မှုရဲ့အထွတ်အထိပ်အရေးကြီးစုနေရာမအစီကိုရောက်လာပါပြီအခုပြောမယ့်အချက်ကအားလုံးထဲမှာတကယ်ကိုအထူးအကြဆုံးပါပဲဒါကိုသာမှတ်မိသွားမယ်ဆိုရင်ဒီတင်ဆက်မှုကိုကြည့်ရကျိုးနပ်ပါပြီဒါပါပဲအဓိကတော့ချက်ကကိုယ့်ရဲ့ဘဏ်အကောင့်ဆိုတာတခြားမဟုတ်ဘူးကိုယ့်ရဲ့အတွင်းစိတ်ကပါရဲ့မှန်တစ်ချက်ပါပဲအတွင်းစိတ်မှာချမ်းသာမှာအပြင်လောကမှာတကယ်ချမ်းသာနေပါဒါကြောင့်အပြင်ကကပါကိုပြောင်းလဲခြင်းအရင်ဆုံးကိုယ့်အတွင်းစိတ်ကိုပြောင်းလဲရပါမယ်ဒီတော့နောက်ဆုံးအနေနဲ့ကိုဒီမေကုန်းလေးပြန်မေးကြည့်လိုက်ပါငွေကြေးနဲ့ပတ်သက်ပြီးကိုအနောက်မှာခြံထားခဲ့တဲ့အဟန့်တားဖြစ်စေတဲ့ယုံကြည်ချက်တစ်ခုကဘာဖြစ်မလဲအဲ့ဒီယုံကြည်ချက်ကိုဒီနေ့ကစပြီးပြောင်းလဲပြဖို့အစဉ်သင့်ဖြစ်ပြီလားတကယ်ပြောင်းလဲကအဲ့ဒီဆုံးဖြတ်ချက်ကနေပဲစခဲ့မှာပါ